အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီနေ့မပြောဘူးဆိုပြီးတော့နေရပါတော့တခုတော့ဒါဟိုမနေနိုင်လုံးလို့ပြောပြမှာပေါ့နော်။ဘာကြောင့်လေးလဲဆိုတော့ကျွန်တော်လည်းတူလိုက်ကြည့်ပြပါအဲ့ချင်းချာဦးလေးလာစရာအကြောင်းမရှိတော့ဘူးအဲ့ချင်းငါအကြောင်းမရှိတော့အဲ့ မေပထမရက်ကကျွန်တော်အိမ်များလို့ဒီမှာလမ်းလျှောက်တာဟောတော့လမ်းလျှောက်နေတာဟိုင်းတော့လာတာမဟုတ်ဘူးဒီမှာလျှောက်တာလာနားလေးရက်ပြီပြောလေ ခါထောက်ပြီးကျမကိုကြည့်တာတာ ခါတော့ပြီးတော့ဒီနားနဲ့ခါတော့ပြီးကြည့်ရနေသူကဟိုမှာသူကဟိုမှာ ဒီသင်္ကန်းဘု ဟေး န်းကြီး အဲ ဘုန်းကြီးသင်္ကန်း ဟုတ်တယ်အဲ့ဘုံကြီးတင်ကန်းပေါ်မှာသူကအဲ့ဒါဘသူလဲလို့ဒီနားနဲ့ကြည့်တာဒီလေကားပေါ်ရောက်လာအဲ့လေကားပေါ်ရောက်လာ အဲ့ကြည့်တဲ့အကြောင်းမရှိ ဟာ ဟုတ်ပြီရ ဘသူလဲလို့ကြည့်ကြလေ အမေညီခရင်နာကို तू မရောက်ဘူးပေါ့ မ နော် ရဘူး လေကားပေါ်မတက်တာအဲ့လေကားပေါ်မတက်တာ ဘုန်းကြီးကတည်းက မတက်တာ တက်အိတ်တယ်မာဒုက္ခ ဘာမှမကြည့်လို့မရဘူး ဒါဒီကိစ္စတွေပေါ့နော် အဲ့တဲ့ တခုတည်းမဟုတ်တော့ဘူးကြံသေးတယ်နော် အဲ့ဒီ ဒီ က ခုတ အဲ့ ည်းမ ဒါ ဟုတ် သူကအဲ့မှာအဲ့ဒါခါတိုင်းဒီမှာအဲ့ဒါဘုံကြီးကဒီထဲအဲ့ဒါ ဖြည်းဖြည်းပြောပီတာအောင်မေးလို့ချင်တာနော် ဘုံကြီးကသူကခါတိုင်းဒီမှာအဲ့ဒါအဲ့နေတာသူကအဲ့မှာအဲ့တော့ကျွန်တော်ကဒီနားနေပြီးတော့ဘသူလုံးပေါ့ဘသူလုံးဆိုပြီးတော့ဒီနားနေကြည့်တာ အကြောင်း ဘောဘောလေးမတက်ဘူး အေး ဟာ ဟုတ်ပြီဟုတ် ဘသူလဲလို့ကြည်တာလေနေခါတိုင်းဒီထဲအဲ့ဒါကို ပြီညီမကျင်နိုင်ညီတရားဆွဲ ကျ လိုက် မတရားဆက်မဟုတ်တာ အခုညီထွက်လာလို့ရှုပ်သွားတာနော်ညီထွက်လာလို့ရှုပ်တာ မ နော် ဟုတ်ဒီထက်တော့ကျမပြောလို့ခလာတာ ပုတ်တင်ညိုဒီမဲ့တစ်ပင်ထူရတယ်ပုတ်တင်ညိုဥပေါ်တာညီထွက်လာလို့ရှုပ်တာဟုတ်ပြီရပြီဟိုကရင်ပါလားဒီခန်းပါလားလိုက်တာတော်ပြီဘုန်းကြီးအခုပြဿနာကိုဘယ်လိုပြီးမှ ဒါလေးကတော့ဒါပထမတစ်ခုပေါ့နော်ခဏလေးနော်ပြီးမှစုပြောကြတာပေါ့အဲ့တော့နောက်တစ်ခုလိုက်ကြည့်လိုက်အောင် Así que trépate, actívate, así cálate, que te quiero ver, te vas a recoger. Está con mi mujer, está con mi mujer, está con mi ခေါ်တယ်နော်ရမ်းခေါ်တယ်ပြန်ကြည့်အောင်ရမ်းခေါ်ပါလေ Así que trépate, actívate, así cálate, que te quiero ver, te vas a recoger. Está con mi mujer, está con mi mujer, está con mi mujer, esta noche la pasamos bien. ဟုတ်ဝိုင်းတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာဒါဆိုဘာဆိုရင်တော့ဘာဆိုတာတော့သိလို့မှာပေါ့နော်သိမှာပေါ့ဒါပေမဲ့ပြီးသေးပါဘူးကြံသေးတယ်ပေါ့နော်ဒါတော့အဆိုးဆုံးပါပဲအခုလက်တော်မှာတော်တော်ကိုကျွန်တော် line ပေါ်မှာတွေ့နေရပါတော့အဲ့တော့ကျွန်တော်လည်းတစ်ချက်လောက်လိုက်ကြည့်ပေးပါဦး ဘာလဲလို့လဲလို့ဘယ်ပလာ တခုလို့ပြောချင်ပါတယ်ကျွန်တော်မောင်တိုင်းနှမသားနေပြီပေါ့နော်တချို့အမြင်မတော်တာတွေလေးတွေရှိတယ်ဆိုရင်လည်းကြော်သွားပါကျေးဇူးတင်ပါတယ်နော်အမြင်မသိအကြားမသိတာလေးတွေပါနိုင်ပါတယ်အဲ့တော့ရှောင်သွားနိုင်ပါတယ်ကြော်သွားနိုင်ပါတယ်ခင်ဗျာအဲ့တော့ကျေးဇူးတင်ပါတယ်ဆက်ကြည့်လိုက်အောင်ပါ ဘာလဲလို့ဘယ်ပလာ ကဲဆရာလေးငါတို့လည်းပြန်ကြမယ်ကဲလစ်ပြီ ဘာမဟုတ်ဘူးနော်ဘာမဟုတ်ဘူးနဲ့ ကျွန်တော်တို့ကဗါလေဒီဟောနော်ဟိုလေကိုပေါင်ကိုလန်ထောင်းတယ်လို့ပြောခံရမှာပဲနော်ကိုနေစားချောင်ဖို့ကိုဘယ်လိုပြောမလဲဗျာဟိုလောက်ကင်စားတော့ဖို့ခက်ခဲလို့လားတယောက်တည်းအတွက်ကတော့မခက်ခဲပါဘူးသာသနာတော်ကြီးကိုဘာလို့ခုလုံးလုပ်ချင်ကြတာလဲလို့တော်တော်လေးစိုးပါတယ်မျက်နှာကြည့်တော့လေသေကန်ကြီးနေရမှာပေါ့နော်ကြက်တီတုံးတာတော့မှအထူးတန်းတုံးတာပေါ့နော်အဲ့တော့ဒါတော့မပြီးသေးဘူးနည်းနည်းလေးဆက်ကြည့်အောင် ဆရာတို့ဖက်ခေါ်လိုက်တာကြားလိုက်တယ်နော်ဆရာတော်ကြီးတွေတော်တော်များများအခြေလေးလက်တွေအကောင်းကြီးပဲဘာလို့တောင်းစားနေရလဲလောက်ကင်စားတော့ပါလားနော်အဲ့လိုလူတွေတော့မှပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းပြောခဲ့ဘူးပါတယ်အဲ့လိုလူတွေကတော့မှသူတို့တက်တော်တော်အစ်စ်မြင့်တယ်လို့ပြောအစ်စ်ရှိတယ်ပေါ့နော်အစ်စ်ရှိတော်တော်အောက်တန်းကြတာပေါ့နော်သူများဘာသာတွေကိုလည်းပုတ်ခတ်ခြင်းတော့မဟုတ်ပါဘူးပုတ်ခတ်တာလည်းမဟုတ်ပေါ့နော်ဒါကြကတကယ်လို့ရှင်လာလို့ရှင်တော်တော်အရှက်ရစရာကောင်းပါတယ်နော်အဲ့တော့တောင်ရှိတဲ့သူတွေလည်းဒါအခုအေးယူပြီးတော့ကြားပါတယ်တွေ့လဲတွေ့ပါတယ်ပေါ့နော်အဲ့တော့တက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်းအေးယူပြီးဖြစ်ပါတယ်ဒီ၄ယောက်ပေါ့နော်ဒီအထူးတန်းအနေကြက်တွေတုံးတဲ့၄ယောက်ပေါ့နော်ဒီလိုဟာတွေပပြောက်မှသာလေကျွန်တော်တို့လည်းဟို
ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘာသာပေါ့နော်ရာဇဝင်ပေါ့နော်ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာရာဇဝင်မရိုင်းတော့ဘူးပေါ့ဗျာသာသနာတော်ကြီးညှိုးနွမ်းအောင်လုပ်နေတဲ့သူမှန်သမျှငယ်ငယ်ကြီးကြီးသူ့ရာနဲ့သူလိုက်ထိုက်တဲ့အပြစ်တော့ပြီးကြပါလို့တောင်းဆိုပါတယ်အဲ့တော့နည်းနည်းစက်ကြည့်လိုက်အောင်ပြီး ကောင်းထောင်မလို့ မထုံနဲ့မင်းထုံလို့မရဘူး ထောင်ရတယ်ထောင်လို့ရ ကဲအဲ့ဒါပါပဲခင်ဗျားတို့အရှက်မရှိကြဘူးလားနော်ကြီးတွေရောငယ်တွေရောနော်ခင်ဗျားတို့အရှက်မရှိကြဘူးလားတကယ်တမိုင်းဟိုပေါ့နော်ဒီတင်ကန်းစီးတယ်ရှင်သာမဏေဖြစ်ကိုခံယူတယ်ရှင်သာမဏေဖြစ်ကိုခံယူတယ်တိမ်မတက်ခင်ယဟန်မဖြစ်ခင်ကြားထဲမှာကိုရင်ကြီးဘွားနဲ့နေရတယ်ဟောပြီးတော့မှကျွန်တော်တိမ်တက်တယ်တိမ်တက်တယ်ဆိုလဲဟိုတိမ်တက်ပြီးတော့ယဟန်ဖြစ်ကိုခံယူတယ်ဆိုလဲဟိုဒါမုံမြတ်တဲ့ကျွန်တော်တို့ယောက်ျားသားတွေရဲ့နော်ယောက်ျားလေးတွေရဲ့မုံမြတ်ဆုံးချိန်နော်အဲ့လိုဘဝမျိုးကိုခံယူပြီးတော့မှဒါမျိုးလုပ်တာဒါမဲ့ဒါတွေကတော့ဒီလိုတွေခံယူခဲ့တဲ့ပုံလည်းမပေါ်ပါဘူးဒါအနေစားချောင်လို့နေရာတနေရာယူပြီးတော့ဗောနော်ဟိုနေစားချောင်လို့လုပ်တာဆရာတော်လို့ခေါ်တယ်ဆိုတာလည်းအဲ့เจ้าမှာဘယ်နှပါရှိလို့လည်းမသိပဲကျွန်တော်တွေ့တာတော့၄ပါးဆိုရင်အဲ့တေလာရှင်2ပါးနဲ့ဘုန်းကြီး2ပါးပဲရှိတယ်နော်ဒါတွေကလည်းပြင်မှာလင်မယားလာတော့မသိပါဘူးဒါလည်းကျွန်တော်သိချင်မသိလို့နော်ဖြစ်နိုင်ကြဘူးများပါလေနော်ဒီလိုအဖွဲ့တွေမဟုတ်အများကြီးကြံသေးတယ်အပြင်မှာတန်ခါအတုတွေရှင်သာမဏေအတုတွေအများကြီးရှိပါသေးတယ်အဲ့တော့တက်ဆိုင်တဲ့အဖွဲ့အစည်းတွေလူကြီးမင်းတွေကနေပြီးတော့လေဆက်လက်ပြီးတော့ဆောင်ရွက်ပေးစီလိုပါတယ်။ဘာကြောင့်လဲဆိုတော့တရားလို့လှူလိုက်တဲ့အလှူတစ်ခုอ่ะပေါ့နော်။ဟိုကုသိုလ်မြပဲတဲ့တို့ကြနေအစိတ်ပင်ရေလောင်းသလိုဖြစ်ပြီးငရဲရနေကြမှာပေါ့နော်။ကျွန်တော်တို့မြန်မာလူမျိုးကလည်းဗျာတခုခုဆိုလို့ရှိရင်အယံတနာတတ်တာအဲ့ဒီရဲ့စိတ်ရင်းကံပေါ့နော်။လှူခြင်းတန်းကျင်ကြတယ်ရှိတာမရှိတာနောက်ထားပေါ့နော်။ရန်လှူခြင်းတန်းကျင်ကြတယ်ငါမလှူပါဘူးလို့ပြောခဲ့တဲ့လူတော်မှဘယ်တော့မှतू ကကစီးနေတယ် तू ကမလှူဘူးतू ကဟိုဘယ်လိုပြောမလဲतू ကမလှူအလှူတန်းနဲ့နဲတယ်ပေါ့နော်အဲ့အလှူတန်းနဲတယ်လို့ပြောတော့ तू မလှူဘူးလားလှူဘူးပါတယ် तू လည်းလှူဘူးတယ်အဲ့လိုကစီးနဲပါတယ်ဆိုတဲ့လူတော်မှလှူဘူးတယ်ဗျာမြန်မာလူမျိုးရဲ့အစိတ်ကိုပြောပြရမယ်နော်တခုခုဆိုနဲတယ်များတော့လှူကြတန်းကြပါတယ်လို့အဲ့ဒါကိုခုတုံးလုပ်တာပေါ့ဗျာအဓိကတော့တိတ်မှာဟိုဗာလဲဟိုမြက်ခုံးမွေးပေါ်ဇင်းကြံလျှောက်တယ်လို့ပြောအောင်လဲအဲ့လောက်ဒီစောက်စင်ရမရှိနော်တော်တော်စောက်ရှက်မဲ့တဲ့ဟာတွေပါတော်တော်ဆိုးပါလို့နော်တော်တော်ဆိုးပါအဲ့တော့ရှိပါသေးတယ်မြန်မာတိုင်းနိုင်ငံလုံးမှာရိုက်တက်လို့တော့မကုန်ပါဘူးเนาะအဲ့လိုစံကုန်မြေလေးเนาะစံကုန်မြေလေးသာသနာတော်ကိုခုတုံးလုပ်ပြီးတော့ကိုမျိုးဖို့မျိုးဖို့စိုးဖို့တခုအတွက်နဲ့ပေါ့နော်မျိုးဖို့စိုးဖို့တခုအတွက်နဲ့ကိုဘွားကိုရသလောက်နဲ့ตายရကြတဘွားဆန်နေအဲ့ဒါရတဘွားဆန်နေနောက်ဘွားဟာလေခွေးဖြစ်ဖို့တော့တော်တော်ဆူတောင်းမဲ့လူမျိုးတွေခွေးဖြစ်ရင်တော့မှအမွှေးတောင်ဆုံးမှာမဟုတ်ဘူးသိလားနော်အဲ့တော့ငရဲရောက်ရင်လည်းဘယ်သူနဲ့မှမတူတဲ့အထူးနေအောင်ရောက်မဲ့ဟာတွေနော် SBMB နဲ့သွားမဲ့ဟာမျိုးတွေအဲ့တော့အဲ့လိုကျေးဇူးတင်ပါတယ်ဒါလေးကိုပြောချင်လို့ပါနော်အဲ့တော့ဟိုကျွန်တော်တို့ရဲ့ကျွန်တော်မြန်မာလူမျိုးတွေပေါ့နော်တရားတရားထပ်တန်ကြတယ်အဲ့ဒီပုံမှာလည်းအမှားမဖြစ်ပါစေနဲ့လို့ကျွန်တော်ဆုတောင်းရင်းနဲ့နှုတ်ဆက်ပါတယ်အားလုံးလှူကြပါတန်းကြပါဒါပေမဲ့လည်းဟိုကျွန်တော်တို့တော်တော်များများလူကဲလေးတော့ခတ်ကြပါနော်လူကဲခတ်ပြီးတော့မှလှူကြပါကဲခတ်ပြီးမှလှူပါပြီးတော့ချင်းထိတ်ဟိဆိုနဲ့လှူကျင်ကြတဲ့ကျွန်တော်တို့ရဲ့မြန်မာလူမျိုးတွေရဲ့စိတ်တက်လေးပေါ့နော်အရင်ချစ်စရာကောင်းတဲ့စိတ်တက်လေးပါအဲ့ဒီစိတ်တက်လေးကိုအယောင်ဆိုးတဲ့ဟာဒီလိုကြက်တီတုံးတွေရှိနေတဲ့အတွက်နော်အဲ့လိုအယောင်ဆိုးနေတဲ့ကြက်တီတုံးတွေခုလုံးလုံးနေတဲ့ဟဲ့လိုကြက်တီတုံးတွေနော်အာကုသိုလ်ကောင်းမတွေရှိနေတဲ့အတွက်လှူမဲ့တမ်းမဲ့ဆိုရင်လည်းတည်တည်ကြကြစနစ်တကျလေးနဲ့လူတွေချင်းပါလေအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြောတဲ့တဲမှာလည်းအမှားပါရင်လည်းအားလုံးပဲခွင့်လွှတ်ပါလို့တောင်းပါရင်လည်းဒီလိုချုပ်ပါတယ်အားလုံးတက်တာ